အော်ညီမလေးဒီနားမှာခုနအကိုပတ်ဆိုင်လေးမြန်ကြံခဲ့လား ရှင် ဒီနားမှာခုနအကိုပတ်ဆိုင်လေးမြန်ကြံခဲ့လားလို့ အော်ဒီဟာလေးလားကို အော်ဟုတ်တယ်ညီမလေးဒီပတ်ဆိုင်လေးပဲကျေးဇူးတင်လိုက်တာညီမလေးအကိုတစ်ချက်စစ်ကြည့်မယ်နော် ဟုတ်စစ်စစ် ဟာပတ်ဆိုင်ထဲမှာပတ်ဆိုင်တသိန်းကြည့်တာဘာလို့9000ပဲကြည့်တော့တာ ညီမဘလို့ဒီမှာလဲကိုဟဲ့ညီမဘာမှမလုပ်ကောင်းဘူးလို့ဆိုင် မင်းယူလာတာမလား ယူပါဦးဒီနေ့ပြီဆိုတော့ကိစ္စယူရမှာလေကိုနောက်မှတွေ့လို့ပြက်သွားမှာဆိုတော့တိန်းထားပေးတာယူပါမှာ အဲ့ဆိုဒီထဲကပတ်ဆိုင်9000ကခြေတော့ပေါ့ဘူးသူ့အတူထွက်သွားတာပေါ့ဟုတ်လားခြေတော့ပေါ့ဘူးသူ့အတူထွက်သွားတာပေါ့ဟုတ်လား ဟဲ့မဖြစ်နိုင်ဒီထဲမလို့နဲ့ငင်းကျွန်မပြန်သိကြည့်ဘူးလေအမလည်းဖြစ်မှာပေါ့ဒါဆိုရင်ဒီလိုလုပ်မယ်လေကျွန်တော်အစအနေပြန်စိုက်ကြည့်ကြ ဟာအစပြန်စားမယ်အစဘာလို့ပြန်စားရမှာလဲ လုပ်လိုက်ပါအစအနေပြန်စိုက်ကြည့်ကြမယ်နောက်တစ်ခေါက်ပြန်စိုက်ကြည့်ရ โอเคလေအဲ့ဆိုနဲ့ပြန်စားကြည့်တာပေါ့ဟောညီမလေးခုနဒီနားမှာအကိုပတ်ဆိုင်လေးတစ်လုံးမြန်တွေ့မိသေးလား အော်ဒီဟာလေးလားကို အော်ဟုတ်တယ်အဲ့ဒါလေး နေဦးတော့ညီမစစ်ကြည့်လိုက်အောင်အဲ့ဆိုလို့ရှိရင်ကိုယ့်ပဆိုင်ထဲမှာဘာတွေပါတယ်ဆိုတော့ညီမကိုရှင်းပြောပြ ပတ်ဆိုင်ထဲမှာပတ်ဆိုင်တသိန်းပါ နိုင်တော့ကြည့်ကြည့်လိုက်အောင်ဟဲ့အဲ့ဆိုရင်တော့ဒီပဆိုင်ကကိုယ့်ပဆိုင်မဟုတ်ဒီထဲမှာပဆိုင်9000ဝန်းရှိကိုပြောရတဲ့တိမ်မရှိကိုပြောရတဲ့တိမ်မရှိ မဟုတ်ဘူးနော်ညီမလေးဒီပတ်ဆိုင်ကအကိုကိုယ်တိုင်ဝယ်ထားတာဒီမှာတသိန်းလေးရောက်ရှိတယ်အကိုပတ်ဆိုင်နဲ့တပုံစံနဲ့ပဲ ဟာကိုလာမငင်းရတော့ဒါကိုယ့်ပဆိုင်မဟုတ်တော့လုံးဝတိတ်ချနေပြီကိုပြောရတဲ့တိမ်ကဒီထဲမှာမရှိဘူး9000ပဲဒီထဲမှာရှိကိုဟာလုံးဝမဟုတ် အဲ့လေအဲ့ဆိုနဲ့ဒီလိုလို့ခုနလိုပဲဘိုးတို့အစနေပြန်စားကြ စားနေပြန်စားမယ်ဟဲ့စားကြ ဟောညီမလေးဒီနားမှာခုနအကိုပတ်ဆိုင်လေးတစ်လုံးတွေ့မိသေးလား ဟဲ့တွေ့မိပါအောင်တွေ့မိပါအောင် ဟာ